ပုံမှန်စားနေကြခေါက်ဆွဲရတဲ့စားလို့ရန်ကောင်းတဲ့မူခေါက်ဆွဲချက်နည်းတင်လေးကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးခေါက်ဆွဲထဲမှာထည့်စားဖို့အတွက်တခွားသေးလေးတွေကိုချီလေးနဲ့ချစ်ထားပေးလိုက်ပါမယ်ပြီးရင်တော့ရေစိမ်ထားတဲ့မူလေးတွေကိုအတုံးလေးဖြစ်အောင်လို့လှီထားပေးလိုက်ပါမယ်နောက်ထပ်ဝက်3တက်သားလေးတွေကိုလည်းကြိတ်ထားပေးလိုက်ပါပါဝင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲအိုးထဲမှာစီပူလာပြီဆိုရင်တော့ခုနကကြိတ်ထားတဲ့ဝက်သားလေးတွေကိုစီရီထွက်လာတဲ့အထိကြော်ပေးလိုက်ပါမယ်ပြီးရင်တော့ဂျင်းကျက်သွန်မိတ်ကိုထည့်ပြီးတော့မွေးလာအောင်ထပ်ကြော်ပေးလိုက်ပါမွေးလာပြီဆိုရင်တော့ကုတ်ကင်းဝိုင်တစ်စွန်းနဲ့ခုနကကြိတ်ထားတဲ့မူလေးတွေကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်နောက်ထပ်ပန်းငံပြားရဲ့အကြီး2စွန်းပန်းငံပြားရဲ့အနောက်ခယူစီ sauce အချိုပန်းငပိအချိုတစ်စွန်းတကြားငါမျိုးဆက်မဆလာငရုတ်ကောင်းမှုထည့်ပြီးတော့နှံသွားအောင်တေချာလေးမွေးထားပေးလိုက်ပါမယ်ပြီးရင်တော့ရေလေးတစ်ခွက်လောက်ထည့်ပြီးတော့2မိနစ်လောက်ထပ်ချက်ထားပေးလိုက်ပါမယ်နောက်ထပ်ကော်ရေလေးတစ်ပကံလောက်ထည့်ပေးပြီးရင်တော့နှံသွားအောင်တေချာလေးမွေးထားပေးလိုက်ပါနောက်ဆုံးဟွာကြောက်စီနဲ့ကြက်သွန်မိတ်လေးဖြူပေးပြီးသွားရင်တော့ဆဲထားပေးလို့ရပါပြီအိုးထဲမှာရေနွေးဆူလာပြီဆိုရင်တော့ခေါက်ဆွဲထည့်ပြီးတော့3မိနစ်လောက်ပြုတ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ရေအေးထဲမှာစိမ်ထားပေးလိုက်ပါခေါက်ဆွဲတဲ့ကိုတခွားသေးလေးထည့်ပေးပြီးခုနကချက်ထားတဲ့အသားလေးပါထပ်ထည့်ပေးပြီးသွားရင်တော့အပေါ်ကနေကြက်သွန်မိတ်လေးပါဖြူထားပေးလိုက်ပါမယ်ဒါဆိုရင်တော့စားနေကြခေါက်ဆွဲရည်နဲ့မတူဘဲနဲ့အရန်စားလို့ကောင်းတဲ့မို့ခေါက်ဆွဲလေးကိုရပါပြီနော်